မြောက်ကညူမကျူစုပါတယ်ရှင်မမတို့ညီမလေးတို့ဒီနေ့မိတ်ဆက်ပေးမှာတော့လေရိုးရရပွဲတက်ပိတ်ဖောက်စာလေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်ပါတိတ်လေးတွေကိုလုံချီကွင်းလေးတွေဝေပြီးတော့ဒီပိတ်ဖောက်စာလေးနဲ့မမတို့တွဲဖက်ဆင်မြန်းလို့ရအောင်ပေါ့နော်အရန်လှပြီးတော့အစင်လေးကရင်းလေးပေါ့နော်အစင်လေးရင်းလေးနဲ့ပြီးရင်ပိတ်ဖောက်ရဲ့အပေါက်လေးတွေကလုံးဝမစိတ်မကျဲလေးတွေနဲ့တအားလှပြီးတော့ပွဲတိုးတဲ့ဒီပိတ်ဖောက်စာလေးနဲ့မိတ်ဆက်ပေးပါမယ်ဒီထဲလေးတွေရဲ့ဈေးနှုန်းလေးကိုရင်ပြောပါမယ်ရှင်ဒီထဲလေးကမမတို့တကိုက်တထွာပါတယ်ညီမလေးကတကိုက်တထွာလေးတွေဖြတ်ပေးထားပါတယ်တကိုက်တထွာဆိုတော့မမတို့ညီမလေးတို့လုံလောက်လေးတယ်ဘယ်လိုပြောမလဲဆိုတော့ချုပ်ဝစ်လို့ရတယ်ပေါ့နော်သူကပုံမှန်အနံတကိုက်တထွာထည့်ပေးထားပါတယ်ဒါလေးတွေရဲ့ဈေးနှုန်းကတစားကို19000နဲ့ပေးထားပြီးတော့မမတို့3စားပြည့်ရနဲ့18000 5စားပြည့်ရနဲ့19000နဲ့ရောင်းပေးမှာဖြစ်ပါတယ်မမတို့ကြိုက်တဲ့အစင်အရောင်လေးကိုရွေးယူပါနှစ်စင်ပေါ့နော်ဒီညမှာနှစ်စင်ပြပေးပါမယ်လောလောဆယ်အခုညီမလေးဖြတ်ခင်ပေးထားတဲ့ဒီအစင်လေးပေါ့နော်ဒီအစင်လေးဒါလေးတွေကလုံးဝရိုးရပိတ်ဖောက်စာပါအစထွက်ခြင်းအမြင့်ထွက်ခြင်းမမတို့ညီမလေးတို့လုံးဝမရှိစေအောင်နော်အရင်အနီးကက်လိုက်ဝါသွားလို့ပါမမတို့ဒီမှာနော်သူ့ရဲ့လက်ရာလေးတွေကလုံးဝတေးသက်လှပတယ်ဒါလေးကဗျောင်းပြန်တဲ့အတွင်းဆိုရင်တော့မှလေသူကလေနှစ်ဖက်လှမမတို့ဒီလားသူများတွေလို့တစ်ဖက်လှမဟုတ်ဘူးရှင်ဒါလေးကနှစ်ဖက်လှလေးတွေမမတို့ကြိုက်တဲ့ဘက်ကထားပြီးတော့ချုပ်လို့ရတယ်ပေါ့နော်ကိုကြိုက်နှစ်သက်တဲ့ဘက်ကထားလို့ရတယ်ပြီးရင်သူကအနားလေးကနှစ်ဖက်ပါပါတယ်ရှင်ဟိုဘက်မှာလည်းအနားတစ်ဖက်ပါတယ်မမတို့ဒီဘက်မှာလည်းအနားလေးတစ်ဖက်ပါတယ်နှစ်ဖက်လာအနားဖြစ်တဲ့အတွက်ကြောင့်မမတို့အင်းကြီးခါးလေးတွေလက်တွေနေရင်ဘက်ရှေ့ချမ်းတွေမှာအကုန်လုံးပေါ့နော်ကြိုက်တယ်လို့အနားလေးတွေထားချုပ်လို့ရပါတယ်ဒါလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဆိုင်လေးကအမှတ်7ပြီးစိုင်းငိန်ကလန်ကမာရွတ်လဲတန်းရန်ကုန်မြို့ပါမမတို့ကြိုက်နေတတ်တယ်ဆိုရင်နံပါတ်ကလေးကိုမှတ်ထားပြီးတော့ဘယ်လိုဝယ်ရမလဲဆိုတစားတယ်ဝယ်လဲပို့ပြီးတယ်ပေါ့နော်တခုရှိလားမမတို့တစားဝယ်လို့ရှိရင်လဲပို့ကထားလိုက်ပါတော့ရန်ကုန်မြို့တွင်3000ဆိုရင်မမတို့တစားဝယ်လဲ3000 3စားဝယ်လဲ3000 5စားလောက်ဝယ်တဲ့အထီကိုကပို့က3000ပဲပေးရတယ်နော်မမတို့တချို့မမတွေကထင်တာ3စားလောက်ဝယ်ရင်3ကပေါင်းနဲ့ထင်တယ်မဟုတ်ဘူးเนาะမမတို့အဲ့လိုမျိုးလေးဒါလေးအရန်များသွားရင်ဒါနည်းနည်းပေါင်းတာပေါ့နော်ဒါလေးကကြတော့မမတို့ကြိုက်တယ်ဆိုရင်နံပါတ်လေးမှတ်ပြီး3994431938ဆိုတဲ့ဒီရှေ့ဆုံးကဖုန်းလေးကိုဆက်ပြီးတော့မှာယူအားပေးလို့ရတယ်အဲ့ဖုန်းမှာ Viber လေးရှိပါတယ်နော်မမတို့တကယ်လို့ဒီဖုန်းကိုခေါ်လို့မရရင်3998933133ခုနှစ်ကိုလည်းဖုန်းဆက်ပြီးတော့ဝယ်လို့ရပါတယ်နော်ဒါလေးတွေရဲ့အစင်လေးကိုပြပေးပါမယ်ရှင်နှစ်စင်ပေါ့နော်ဒီအစင်လေးမမတို့ဒီအစင်လေးရဲ့အဲ့လိုမျိုးနောက်တစ်စင်လေးပြပေးမယ်နော်မမတို့ဒါလေးဆိုအုတ်ကျိုးရောင်လေးပါမမတို့ညီမလေးတို့ဒါလေးကကြတော့နောက်ထပ်တစ်စင်လေးပါရှင်ခုနကအစင်လေးရဲ့ဒါလေးကနောက်တစ်စင်လေးနော်မမတို့တိရွက်ကလေးနဲ့ဒီကပန်းလေးနဲ့ပါနော်ဒါလေးကနောက်တစ်စင်အပေါက်ကလေးတွေကလုံးဝနေပေါ့နော်မကျဲဘူးနော်မမတို့အပေါက်ကျဲမှကြောက်တဲ့မမတွေလုံးဝမကျဲပါဘူးရှင်ဒီမှာလက်ကလေးတင်ပြမယ်နော်လုံးဝအသားမပေါ်ဘောလီတွေပေါ်မှာတချို့ကြောက်တာပေါ့နော်မမတွေလုံးဝမပေါ်ပါဘူးရှင်အသားလေးကလည်းမမတို့ကြည့်ပါအောင်ပိတ်ဖောက်စာရဲ့အသားလေးတွေနော်ဒီမှာကိုင်းကြည့်ပါမာကောက်တောက်တွေလုံးဝမဟုတ်ဘဲနဲ့အသားနူးညံ့ဤဆက်တော့ပိတ်ပေါက်စာလေးထွေးလေးဝေ့ရမယ်နော်မမတို့ဒီမှာကြည့်မာချင်းဖြူချင်းလုံးဝမရှိဘူးနော်အနားလေးကလည်းနှစ်ဖက်လှလေးနဲ့တအားလှပါတယ်ရှင်ဒီမှာဟိုဘက်ဒီဘက်တောင်မှမမတို့နှစ်ဖက်လှပုံစံမျိုးလေးရမ်းလှတယ်နော်ဒါလေးတွေကိုမမတို့အယောင်လေးနဲ့နံပါတ်ကလေးနဲ့ပြောပြီးတော့မိတ်ဆက်ပေးမယ်နော်နှစ်စင်ပါတယ်မမတို့ကြိုက်တဲ့အစင်ကြိုက်တဲ့အယောင်ရွေးယူနော်တစားတဲ့19000 3စားပြည့်ရင်18 18000 5စားပြည့်ရင်19000ပါနော်နံပါတ်လေးနဲ့ပြပေးပါမယ်ရှင်မမတို့ညီမလေးတို့ဒီလိုမျိုးလေးဒီဓာကြီးလေးတွေကဒီညမှာရောင်းပေးမှာပေါ့နော်ဓာကြီးလုံကြီးခွင်းလေးတွေအဲ့လိုလုံကြီးခွင်းလေးတွေနဲ့တချို့ကကြာဒီလိုမျိုးလေးတွေလေမမတို့ပိတ်ပေါက်စာလေးတွေနဲ့တွဲဝစ်ကြတာပေါ့နော်ဒီမှာအရန်လှတယ်နော်မမတို့ဟိုနေ့လေးဒါအိမ်နေရင်ပိတ်ပေါက်စာတွေမဟုတ်ဘူးနော်ဒါလေးတွေကမမတို့မင်္ဂလာဆောင်သွားပွဲသွားသွားလို့ရတဲ့ပိတ်ပေါက်စာလေးတွေနော်မမဒီမှာဒီပိတ်ပေါက်စာဆိုရင်တော့ဒါဟိုနေ့ပွဲတွေတိတ်မတိုးဘူးဒါအမှန်တိုင်းပြပြတာနော်ညီမလေးကဒီပိတ်ပေါက်စာဆိုလို့ရှိရင်မတို့ပွဲမတိုးဒါကကြတော့ညီမလေးdaily wear ဆိုပြီးတော့ရောင်းပြီးပြီဒီကောင်ကဒီနေ့ရောင်းတဲ့ထဲမှာမပါဘူးနော်ပြောပြတာမတို့ဒီပိတ်ပေါက်စာဆိုလို့ရှိရင်မတို့ပွဲမတိုးဘူးဟိုသွားဒီနာဟိုနာပဲရမယ်နော်ဒီပိတ်ပေါက်စာလေးတွေကပွဲတိုးပွဲတက်တဲ့စာလေးတွေအရန်လှတယ်နော်မတို့ဒါလေးတွေကိုဒီမှာလေးမတို့ဒီလိုမျိုးလေးဒီအုတ်ကျိုးရောင်ဆိုပေမဲ့လည်းဒီအနီလေးနဲ့လည်းလှတယ်နော်မတို့လားအုတ်ကျိုးရိမ်မော်လေးနဲ့နော်မတို့လှပါလိမ့်ရှင်ဒါလေးတွေကိုနံပါတ်လေးနဲ့ပြပေးပါမယ်မတို့ဒီအုတ်ကျိုးရောင်စာလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကိုနံပါတ်1လို့မှတ်ထားပေးလိုက်ပါနော်ဒါလေးကနံပါတ်1ပါနံပါတ်လေးမှတ်ပြီးတော့လာဝယ်လို့ရပါတယ်ရှင်ဒီခရမ်းလေးပေါ့နော်မတို့ဒီ
ဒီခရမ်းလေးကခရမ်းလေးကမမတို့နံပါတ်2ကလေးပါရှင်ခရမ်းမဟုတ်တော့ဗေဒါလေးပြောရမယ်နော်မမတို့အပြာမဟုတ်ဗေဒါလေးကနံပါတ်2ကလေးပါဗေဒါနံပါတ်2ဒါလေးကကြတော့ဟိုနေနို့လက်ဖက်ရောင်မိတ်ကက်ရောင်လို့လည်းပြောတယ်နော်တချို့ကမိတ်ကက်ရောင်လို့လည်းပြောတယ်မမတို့အဲ့ဒါဒီလိုမျိုးအရောင်လေးဆိုရင်မမတို့ဒါလေးနဲ့ဝဝလှတယ်ဒီလောင်မမတို့နော်အမီလေးတွေလိမ္မော်လေးနဲ့အကုန်လှတယ်မမတို့ဒီမှာလိမ္မော်ရောင်ပါတိတ်လေးနဲ့ဆိုလည်းလှတယ်သူကမိတ်ကက်ရောင်လေးပေါ့နော်နံပါတ်3မိတ်ကက်ရောင်လေးပါမမတို့နံပါတ်3မိတ်ကက်ရောင်လေးပါဒါလေးကအဝါလေးပါရှင်အဝါနုလေးပေါ့နော်အဝါလေးပါအဝါလေးကနံပါတ်4ပါရှင်ဒီအဝါလေးဆိုလဲမမတို့တော်လှရနော်မမတို့အိမ်ကလုံကြီးလေးနဲ့တွဲဝစ်ချင်လဲရတယ်ဒါလေးကနံပါတ်4ဒါလေးကကြတော့ပန်းချဲဒီရောင်လေးနော်မမတို့ပန်းချဲဒီပန်းရောင်လေးအဲ့ဒါလေးကနံပါတ်5ပါရှင်ဒါလေးကပထမပြတဲ့အစင်ရဲ့အရောင်လေးနော်မမတို့ခုနပန်းချဲဒီနဲ့မတူဘူးနော်သူကကြတော့ဟိုနင်းလေးတမျိုးပန်းလေးပေါ့မရဲ့အဲ့တော့ညီမလေးကိုအယောင်နေနဲ့မပြောနဲ့မမတို့ဒီလိုနံပါတ်4နဲ့တာပြောလိုက်ရင်မမှားတော့ဘူးเนาะဒါလေးကနံပါတ်6အယောင်လေးเนาะမမတို့နံပါတ်6အယောင်လေးပါရှင်ပြီးတော့ဒါလေးကကြတော့လိမ့်မော်ရောင်လေးပါလိမ့်မော်ရောင်လေးကနံပါတ်9ပါရှင်လိမ့်မော်ရောင်လေးနံပါတ်9ပါဒီလိုလိမ့်မော်ရောင်ဆိုလည်းမမတို့ဒီမှာတက်လိမ့်မော်ရောင်ပတ်တိတ်လေးနဲ့များစင်မြန်းလာရင်မမတို့လုံးဝမင်္ဂလာဆောင်တော့အလှသွားပါတော့အဲ့လိုမျိုးပွဲတက်လေးလုံးဝရတယ်နော်မတို့အရန်လာတယ်ဒါလေးဆိုရင်နံပါတ်9လိမ်မော်လေးပါရှင်ဒါလေးကတော့အနက်ရောင်လေးပါမတို့အနက်ရောင်လေးနော်ဒါကနာပြသွားတဲ့အဆင်လေးနော်မထုတ်လိုက်တော့ဘူးမတို့ရေဒါလေးကကြတော့နံပါတ်10ကလေးပါရှင်အနက်ရောင်လေးကဒါလေးကညီညိုရောင်လေးမတို့ကြက်သွေးရောင်ညီညိုရောင်လေးကနံပါတ်6လေးပါရှင်သူကညီညိုလေးနော်ညီညိုဇီးရောင်နဲ့ညီညိုလို့အဲ့ညိုလေးနော်ညီညိုလေးပေါ့နံပါတ်6ပါရှင်ဒါလေးကစိမ့်ပြရောင်လေးပါမတို့စိမ့်ပြလေးကနံပါတ်10ပါရှင်စိမ့်ပြလေးက10ပါပြီးသွားလို့ရှိရင်ဒါလေးကကြာတော့ကြည်ဟိုနေခဲပြလေးမတို့ခဲလေးမဟုတ်ဘူးအပြလေးမဟုတ်အဲ့လိုကြားရရခဲပြလေးကနံပါတ်17ပါရှင်ပြီးတော့တဲ့ဘရောက်6ဝါလေးမမတို့လှတယ်နော်ဘရောက်6ဝါလေးကနံပါတ်12ပါရှင်ဘရောက်6ဝါလေးက12ပါနံပါတ်ကလေးနဲ့မှာပြီနော်မတို့ပြီးသွားရင်ဒါလေးကပန်းစီလေးမပန်းစီလေးကနံပါတ်73ဘာလေးနဲ့ဝမတို့လုံးဝပွဲတက်လို့ရတယ်ဒီဈေးလေးရလေမတို့ဒီကောင်လေး2000 3000 2000 4000နဲ့ရောင်းတဲ့ဟာတွေနော်မတို့ညီမလေးတို့စိုင်းပါဆိုရင်ဒါလေးကနံပါတ်14ပါရှင်ဒါလေးကနံပါတ်14ပါမတို့ဒီအပြရောင်လေးကကြတော့နံပါတ်15ပါရှင်အပြရောင်လေးနော်သူကကြတော့ခဲပြမဟုတ်သူကလုံးဝမိုးပြလေးမိုးပြလားအဲ့လိုအပြလေးနော်အပြလေး sky blue မိုးပြလေးနော်15ပါမတို့15ပါ